Elmon ဖောက်ကတဲ့ဟိုတနေ့ကဗီဒီယိုတင်လိုက်တယ်လေသူကပါလဲငါယောက်ျားတင်မောသားဟဲ့ဘိုးကြီးမဟုတ်ဘူးလို့ပြောတဲ့ဗီဒီယိုကိုပို့လာပြီးတော့ပို့ကြတာပေါ့နော်ပို့ကြတော့ကိုတွေ့တော့ကြည့်လိုက်တော့ဟုတ်တယ်လေသူအခုယူထားတဲ့ယောက်ျားကဒါတင်မောသားပါဟုတ်ပါတယ်အဲ့ဒါလည်းညင်းမငင်းပွဲမရှိဒါပေမဲ့မင်္ဂလာပါ Lily Reaction Channel မှာကြိုဆိုပါရရှင်ဒီဗီဒီယိုလေးကတော့လက်တလုံးနာမည်ကြီးနေတဲ့အကြောင်းအရာလေးတွေကိုပြသပေးသွားမှာဖြစ်ပါတယ်ရှင်ကဲအားလုံးမင်္ဂလာပါပြိုးပြိုးနဲ့ရှုပ်လာတယ်ရှင်းပြနဲ့ရှုပ်လာတယ်တချို့လူလည်းနားမလည်ဘူးဖြစ်ပြန်ရောကျွန်တော်ကွန်မန့်နေမှာတွေ့တယ်တယောက်ချင်းစီကိုကွန်မန့်မပြန်ပြီးဒါပေမဲ့ဟိုတက်နေမြင်သမျှတွေတို့အကုန်လုံးတော့အသေးပြီးတယ်เนาะအားလုံးလည်းဟိုလေးစားပါတယ်ဘာပဲပြောကိုနဲ့စိတ်တူကိုလူဖြစ်နေလို့ကျေးဇူးတင်ပါတယ်ဒီ Elmon ဖောက်ကတဲ့ဟိုတနေ့ကဗီဒီယိုတင်လိုက်တယ်လေသူကပါလဲငါယောက်ျားတင်မောသားဟဲ့ဘိုးကြီးမဟုတ်ဘူးလို့ပြောတဲ့ဗီဒီယိုကိုပို့လာပြီးတော့ပို့ကြတာပေါ့နော်ပို့ကြတော့ကိုတွေ့တော့ကြည့်လိုက်တော့ဟုတ်တယ်လေသူအခုယူထားတဲ့ယောက်ျားကဒါတင်မောသားပါဟုတ်ပါတယ်အဲ့ဒါလည်းညင်းမငင်းပွဲမရှိဒါပေမဲ့ပြောနေတာအရှိယောက်ျားကိုပြောနေတာအရှိယောက်ျားကိုပြောတာသူအရင်အရှိယောက်ျားနဲ့သူနဲ့ဘယ်လိုတွေ့လဲဆိုတော့သူကသူ့အဖေကစခအကြီးဆုံးသူရာထူးတော်တော်ကြီးတယ်သူ့အဖေကအဲ့တော့ तू ကသူ့သမီးကိုဒီဘိုးကြီးနဲ့သူ့သမီးနဲ့ကြိုက်တော့သူတို့ပေးစားလိုက်တာပေါ့နော်ပေးစားလိုက်တဲ့အချိန်မှာသူတို့ဒီအိမ်အောင်တက်မှာအခုဒီအမေရိကန်မှာဟိုပါလေအဆိုင်လန်ယူပြီးတော့နိုင်ငံရေးခုလုံသွားတဲ့ကောင်လေးကိုမွေးတယ်မွေးပြီးတော့မှဒီမှာသူတို့လင်မယားအတောက်ကတောက်ကစားဖြစ်ပြီးသူတို့အစ်စ်မပြေတဲ့အချိန်မှာသူတို့ကွဲပြီးတဲ့အချိန်မှာကွဲပြီးတော့တလနေမှာပဲသူအခုယူထားတဲ့တင်မောသားဆိုတဲ့သူ့ထက်အသက်အများကြီးငယ်တဲ့ login လေးကိုယူလိုက်တာโอเคအဲ့တော့ကျွန်မဟိုတခါလဲရှင်းပြပြပြီဟိုလူတယောက်ကဟိုယောက်ျားနဲ့တလပဲကွဲရသေးတယ်နောက်လင်တယောက်ကိုယူနိုင်တယ်ဆိုတော့နဲတဲ့စကေးတော့မဟုတ်ဘူးเนาะဒါတွေကတော့ဟိုမင်းမကောင်းနေအတွက်တော့မလုံနိုင်ဘူးဗာလဲဆိုတော့အိမ်အောင်ကွဲပြီးများသောအဖြစ်လူတွေကလောင်မြိုက်နေတာများတယ်တငယ်ချင်းတွေနဲ့ရှောက်သွားရင်သွားဒါမှမဟုတ်လို့ရှိရင်အိပ်ရတဲ့ခွေးမှတီတော့ကတွေပေါ့เนาะဒီအမြဲတမ်း attach ဖြစ်နေတဲ့ခံစားချက်တွေမှာရုပ်တရက်ဟိုတယောက်တအိမ်နေလိုက်တဲ့အချိန်မှာပို့ပြီးခံစားပါတော့ဒါတွေကတော့ဟိုဗာလဲမိမကောင်းနေတော့တိတာပေါ့နော်ဒါတွေကကျွန်မအုံနောက်ရှင်စဉ်းစားလို့ရအဲ့ဒီအကြောင်းပဲတက်လာရှင်းပြအဲ့ဒါပြီးတော့သူယူလိုက်ပြီးတော့မှသူ့ရဲ့အရင်ယောက်ျားကဒီအာနာလက်ပြတ်သိမ်းပြီးတော့သူတို့စစ်မှုထမ်းဟောင်းတွေပြန်ခေါ်တဲ့အချိန်မှာသူကအဲ့ဒီသူတို့ပထမအိမ်အောင်ခွဲတဲ့အချိန်မှာသူတို့တယောက်ပိုင်ဆိုင်မှုတယောက်တော့ခွဲလိုက်တဲ့အချိန်မှာသူတဝက်ရတယ်သူသားလေးသူတဝက်ရတယ်ဟိုသူ့ယောက်ျားကလည်းတဝက်ရတယ်အဲ့တဝက်ရတဲ့မှာမှသူ့ယောက်ျားစစ်မှုထမ်းနဲ့ဒီအာနာသိမ်းပြီးတော့ပြန်ဖြစ်တော့မှလက်ဖေးဆိုင်မှာထိုင်နေတော့သူတို့သားဖားနှစ်ယောက်ဆိုElmon ဖောက်ကတဲ့နဲ့သူ့အဖေနဲ့ပေါင်းပြီးတော့အဲ့ကောင်လှုပ်ကြံပြီးတော့သူ့မှာတဝက်ပေးခဲ့ရတဲ့ဟာကိုသူအကုန်ပြန်ယူပြီးတော့သူ့သားကိုဗာလဲအခုအမေရိကကိုသူခိုလုံခွင့်နဲ့လွှတ်လိုက်တာနော်နောက်တစ်ခါမရှင်းနဲ့ဘလို့ခိုလုံခွင့်နဲ့လွှင့်တယ်ဆိုတော့လည်းကျွန်မတိတိကျကျလာရှင်းပြအောင်မနော်နားမလည်လို့ရှရင်လည်းလာမေးကျွန်မစိတ်ရှိတယ်ကျွန်မတိကျချပြောပြမယ်ဒါဟိုဗာလဲဟိုဒီဟာကျွန်မတော့ကဟိုအပန်းမကြည့်ဘူးနော်ဗီဒီယိုလေးလုပ်ပြီးရှင်းပြလိုက်ဒါပေမဲ့ကျွန်မပြောတဲ့စကားအရင်တော့ပြောတာလေဒီစကားပဲအခုပြောတာလေဒီစကားပဲဟုတ်မဟုတ်တော့သူငြိမ်နေတာပဲကြည့်သူအနေနဲ့သူရှင်းပြတာကဗာလဲဆိုသူလက်ရှိတဲ့ယောက်ျားကျွန်မယောက်ျားတင်မောသားပါအဆိုလို့ရှုံလုပ်ပေမဲ့ဒီယောက်ျားကသူ့ရဲ့ဒုတိယလင်ဖြစ်တဲ့အကြောင်းသူမပြောရဘူးเนาะအဲ့ဒါလေးကိုသိအောင်ပြောပြတာပါเนาะအားလုံးကျေးဇူးတင်ပါရှင်ဒီဗီဒီယိုလေးကိုကြည့်ပြီးလူကြီးမင်းတို့ရဲ့ထင်မြင်ယူဆချက်တွေကို comment လေးထဲမှာရေးခဲ့လို့ရပါနဲ့ဗီဒီယိုအသစ်တွေကိုကြည့်ဖို့ subscribe လေးပြုလုပ်ထားခဲ့ပါအောင်ရှင်အားလုံးပဲတာယာချမ်းမြေ့တဲ့နေ့လေးဖြစ်ပါစေရှင်